ပြီးရင်ကိုကြီးကိုရုပ်ရှင်သွားကြည့်မယ်လက်မှတ်ဝယ်ထားတယ်နောက်ဆုံးနှစ်မှာရတယ်15မိနစ်ကြိုစောင့်မယ်နော်ခလေးဟုတ်ခလေးဝါလေးပြုံးပြုံးလို့ဆိုင်ကိုရောက်တော့ပြီတစ်တော့တည်လို့ဆိုင်မှာပြုံးပြုံးရဲ့ဝစားလေးပတ်ထားဆိုတော့ဒီလိုက်မယ်နော်ဖျားသွားဘူးလေမမဝတ်စုံမရှိဘူးအဲ့ဒါအထက်60လောက်ပြပါလားနော်အထက်20 30 40တဲ့ပုံယူလိုက်ပေါ်မှာနာမည်ကြီးနေတယ်ညီမဝတ်စုံဆိုင်လိုက်ပေါ်မှာမီဒီယာဖက်ရှင်ဟေးဟိုအေးပဲတောက်နေတယ်လေတခုမှစားအောင်လေဗိုက်စားနေဦး စားတော့ပါဘူးကိုကြီးရဲ့ခေးရလေဝိချနေတယ် ဝိတ်ချနေတာအေးကောင်းတာဗောဒီဝိတ်ကနေနည်းနည်းကြာသွားပိုတော့လာတော့မှာဒါပြီးရင်ကိုကြီးတို့ရုပ်ရှင်သွားကြည့်မယ်လက်မှတ်ဝယ်ထားတယ်နောက်ဆုံးနှစ်မှာရတယ်15မိနစ်ကြိုစောင့်မယ်နော် ဘယ်လိုစမိုင်းနဲ့ကြိုးစားမှာ ဟမ် နှစ်ယောက်တူသွားမှာမဟုတ်ဘူးလား ဟောဒီနှစ်ယောက်တူသွားမှာဟိုတချင်းနေနဲ့ရောသားတယ်ဟဲ့နှစ်ယောက်တူသွားမှာနော်ရုပ်ရှင်သွားကြည့်မယ်ဒါနဲ့လေခေးရကိုကြီးပြောရရှိတယ် ပြောတာရှိတယ်ပြောတာရှိရင်ပြောလေတခုမကောက်ဘူးနော်အများကြီးပြောအဲ့ဒါဆိုရင်လေလာမဲလာပြင်းနေမှာဖျားသွားမယ်ကြောင်းတက်မယ်တီလာယူမယ်ဥပုပ်ဆောင်မယ် ဟေးခေတီလာယူဥပုပ်တော့တာဒီလက်ခံတယ်နော်တီလာရှင်တော့မဝင်နဲ့နော်တီလာရှင်ကွယ်ကိုကြီးဒုက္ခရောက်ပါလေခေရဲ့နော် ခေးရအမှန်တကယ်တော့ဖျားသွားမယ်လို့ပြောမလို့ပါကိုကြီးကအများကြီးပြောဆိုလို့လေ ဟောခေတာတီလာရှင်ဝင်လေကိုကြီးလည်းဟိုဦးစင်းဝင်ဘုံကြောင်းကြီးမှာဒုက္ခရောက်သွားတယ်အဲ့တော့ငါတို့ပါရမီပြည့်မှာလုံးလုံးလိုက်မယ်ခေရဲ့ဖះပဲသွားလိုက်နော်ဖះကိုလိုက်ပို့ပေးမယ်ကိုကြီးအားရရက်နေ ဖျားသွားမလို့လေညီမဝတ်ဆောင်မရှိတော့အထက်60လောက်ပဲပြပါလား အကျဲ60ခေတနားရီတွင်းကို10မိနစ်ကိုတစ်ထည်နှုံးနဲ့လဲမလို့လားဟုတ်လား အဲ့လိုမဟုတ်ပါဘူးကိုကြီးကလည်းဟိုကိုကြီးပဲအများကြီးပြောဆို ဖက်ကူကငါဖက်ကူကအဲ့တော်တိတော့စုံတရားမဖြစ်သွားလို့ရတယ်ခဲလိုချင်တယ်ဆိုရင်စုံ60လေးဝယ်ပေးမယ်အစုံ100လေးဝယ်ပေးမယ်ကွာနော်ခဲတဘောအဲ့တော့ခဲကမြန်မာဝတ်စုံလေးတွေကြိုက်တယ်ဆိုတော့ကိုကြီး online ပေါ်ကနေမြန်မာဝတ်စုံဆိုင်ကောင်းကောင်းလေးရှာပြီးတော့ခဲကိုခေါ်သွားမယ်အဲ့ဒီဆိုင်โอเคခုတော့ပြင်ရုပ်ရှင်သွားကြည့်ကြမယ်နော် ကိုကြီးအားကြောင့်ချစ်နေတယ် ကိုဝိုင်းတော့ ကိုကြီးခေးလာလိုက် ကဲကြည့်ပါအောင်ကိုခလေးကိုဘယ်လောက်လာပါလဲဒီဇိုင်နာပြုံးပြုံးဆင်ထားတာနော် ဟုတ်ပါတယ်အဲ့ဒါကြောင့်မလဲဟို online ပေါ်မှာကျွန်တော်တွေ့လို့အဲ့ဒါဒီဇိုင်းကိုခေါ်လာကျွန်တော်ကလေးလေးလှတော့လှတယ်ကလေးလေးဒါပေမဲ့ကလေးလေးကိုကြီးကိုပြောတော့ကဟိုဖျားသွားရင်ဝတ်ဖို့ဆိုလက်ပြနေကြလက်ပြကြီးနေကြတော့ဖျားပေါ်တင့်တော်ပါမလားကလေးလေး ဟဲ့ဒီဇိုင်နာကိုစော်ကားလာလားဒါ latest နောက်ဆုံးပေါ်ဒီဇိုင်းမလေးခက်တဲ့ဒီလိုမျိုးဒီလိုပဲဝင်နေကြတာ ဟောဒါနောက်ဆုံးပေါ်ဒီဇိုင်း ဟုတ်ပါနောက်လာလေကြည်စမ်း ကျွန်တော်ပိတ်စမလောက်လို့လက်မပါလာတာမှတ်လို့ နောက်ကြအလုံးချုပ်ပေးမယ်နော်ဟဲ့နောက်ဆုံးပေါ်ဒီဇိုင်းဟဲ့ဘယ်လိုပိတ်စားမလောက်ကမှလဲအမလေးသမီးတခြားပါလေယူမလဲရောင်းစုံရှိတယ်နော်သမီးတခြားဒီဇိုင်းတွေလည်းရှိတယ်နော် ကိုကြီးမှာ အကုန်လုံးယူပါခဲအကုန်လုံးယူမယ်ဟုတ်လားအဲ့ဒါဒီဇိုင်းလုံးပေါ့နော် ဟုတ်တယ်လေ ဘာလဲညွှန်နေတာလား မငြင်းပါဘူးခဲတော့ အများကြီးပေါ်တော့နော် အများကြီးဝင်ပါ သမီးဟာလေဟိုဒီဇိုင်နာစီရနေဝတ်ထားတော့ဒီဇိုင်နာပြုံးပြုံးရဲ့အကောင့်ပါလေပြန်တင်ဖို့တစ်တော့ဗီဒီယိုလေးရိုက်မယ် ဆော့ဆော့ ဟာလေ ဟော ဟာလေ အခုလေကိုကြီးရဲ့ တော်လေခရက်မရိုက်နဲ့လေတော်တယ် အမတရားရိုက်တာလေ ဟုတ်ဘူး ကျမဆိုင်ကြညာမယ်လေ မဟုတ်ဗီဒီယိုကြီးကရုပ်တရက်ဖြစ်သွားမှာဆို ဘာဖြစ်လဲမလို့ပါ ကျ နဲ့ မဟုတ်ဘူးဟဲ့ နင်းဖုန်းငါပါလို့ဟောဒီမှာလေးအဲ့ဒါနင်းဖုန်းမဟုတ်ဘူး ခိုးထားသလားလို့ ဟိုမခုံရောက်တကူကြတယ် ပတ်စောကဘယ်လောက်လဲ 33နှစ်လေးဩအဲ့ဒါနင်းဖုန်းလေနင်းဖုန်းပတ်တော့နေမသိဘူးလား ပြီးပါလေ ဟောသိရသားလည်းဟိုကမေးနေတယ်တော့ရဦးဝါ သမီးပြုံးပြုံးလေးနော်အားလုံးပဲမင်္ဂလာပါဒီဇိုင်နာပြုံးပြုံးရဲ့ဝတ်စားလေးနဲ့သမီးလေးလှနေတယ်ဘယ်လောက်လှလဲကြည့်လားဟာဒီတော့ကြောင်းထောင်းနော် ကိုကြီးပြောလေ ကြောင်းထောင်းလေဒါတော့ဝယ်ပေးတာပါ ဒီလိုမှတင်ဒီဆိုင်မလောက် ကျေးဇူးတင်ပါတယ်နော်နောက်လည်းလာအားပေးကြပါအောင်ရှင် ရှင် တတပြပါအောင်တတပြပါအောင်ကျေးဇူးပါ
ကျေးဇူးတင်တယ်နော်တမီးလေးနော်ကျေးဇူးတင်တယ်နော်နောက်လည်းလာအပေးဦးနော် ကျွန်တော် KB နဲ့ပဲလွှဲလိုက်တော့မယ်နော်ပတ်စံနော် KB နဲ့3-3တစ်လေးနော် အေး3-3ဟုတ်တယ်အဲ့ဒါနေပတ်ဆိုပါလေ အပတ်စောနော် KB အကောင့်ရှိတယ်မဟုတ်ဘူး ရှိရအဲ့ဒါ လွှဲလိုက်နော် စကန်ဖတ်ပြလိုက်မယ်နော် โอเคကျေးဇူးပဲနော် ကဲကလေးကြိုက်တာယူ ဒီဆုံးကြိုက်ဒီဆုံးဒီကြလို့ရှိရင်ဒီဟာလေးဒီဓာလေးရော ဒါလေးရော အဲ့ဒါလေးလားဒါလေးဒါလေး တယ်လေးလား โอเคခေကတော့ပြေးလိုက်တယ်နော်ဘာသူ့ဘာသူခွေးကြိုက်ကြတယ်လို့ ခွေးရရက်ကိုလိုက်တောင်းကြနေလို့ ခွေးကြိုက်ကြတာလေအဲ့ဒါ ဟုတ်တယ်ဟိုရှိကိုရခွေးရလိုက်ကြိုက်တာ တောင်းရကြတာပြီအဲ့ဒါပြောတာနော်ခေါ်လာပြီလေโอเค ဘာဖြစ်လဲ ဟာမတယ်လီအော်ဟုတ်တော့လေတယ်လီကိုခေါ်တာလေ ခင်းနဲ့ခွေးနဲ့ရောသွားတာ အဲ့ခွေးကြိုက်တာကိုရောတာဟုတ်တယ်လီကိုမေးတယ်ချီလို့တယ်လီဒီတမျိုးနယ်လုံးမှာလေတယ်လီကိုဒီဒီဇိုင်းပဲတည်တာလားဒီမဲ့ဆိုင်ကမသိဘူးလား သိတယ်လေဒါပေမဲ့ဒီဆိုင်ကတက်တငယ်ချင်းတွေကပြောတယ်ဒီဆိုင်ကလက်ရလဲမြောက်တယ်တဲ့နိုင်မမှလည်းဟိုကဖြစ်တယ်ကြောကြားနေမသိဘူးလား နာမ ဒီ ည် ဇို ကြီး င် တာ နာပြုံးပြုံးလေးဒီဇိုင်နာပြုံးပြုံးလိုက်မမဆိုအရန်နာမည်ကြီးအဲ့ကြောင့်လေဒီကြိုင်နာတာ အဲ့ဒါကြောင့်မို့ဒီဆိုင်ကိုလာတာ ဟုတ်တယ် တော်တိကကံကောင်းတက်တယ်တက်တယ် ဟဲ့ဟောညီမလေးလားတမီးလားလားကြိုက်တာယူဘာယူမလဲ အကုန်ထက်မှာ ဟာတယ်လီဟုတ်လေကြိုက်တဲ့သုံးယူလေ ဝယ်ပေးချင်လို့လား ဝယ်ပြီးမယ်တယ်လီလိုတဲ့လောက်တာယူတယ်လီလိုတဲ့လောက်တာယူ ဒီမှာဒါလေးတွေလည်းရှိတယ်ဒါလေးတွေလည်းရှိတယ်ဒါလေးတွေလည်းရှိတယ် ဒါလေးလာလာတယ် အကုန်ထက်အောင် ဟာနေဦးလေတယ်လီသုံးလောက်စောင်းဝင်ကြည့်လိုက်ပါဦး အခန်းအထဲမှာအခန်းရှိတယ်အရင်ဝင်ကြည့်လိုက်ဝင်တော့တော့ဆိုတာကြည့်မှာဗော အခန်းရှိတယ်နော်သုံးဝင်ကြည့်လိုက် ယူပါကြိုက်တာယူပါကြိုက်တာဝင်ကြည့်နော်ဒီနောက်အခန်းရှိတယ်ဝင်ကြည့်နော် ကြည့်မယ် ငါအားပေးတဲ့ပြကျေးဇူးများတင်ပါတယ် ဘယ်နှဆုံးလုံးလေးမှာလည်းမသိချမ်းလိုက်ကြဘူးနောက်ဝင်းမှာမြန်သွားဝင်နေရတာ ဟုတ်တယ်ဝတ်ပါစေဒီကလေးပဲဒီလောက်တော့ရှင်း ဟုတ်တယ် ဟုတ်တက်လာလား ဟာမလေးလာလိုက်တာသမီးရဲ့ချစ်သမောမလေးဝစားလိုက်ရတယ် ငါ့ကိုမေးတာလေငါ့ကိုမေးတာ သိပါတယ်ဒီဇိုင်နာမျိုးလုံးကပို့ပြီးတော့ချစ်တတ်တယ်အမဒီကလိုက်တာလာတယ်သမီးဟောလေတစ်တော့မှတင်နေလို့ဗီဒီယိုလေးမှတ်တရရိုက်မယ်နော် ဟာဟေးဘယ် ကျမရဲ့အကောင့်မှာတင်ပါ ဟာကွာကြကြ ဟုတ်ဒါဒီဇိုင်နာပြုံးပြုံးရဲ့ဝစားလေးပါလာတယ်နော် လာလေ နော်ကျေးဇူး တယ် ပါတယ် လေ ဒီလိုမှသမီးရဲ့ ဒီစုံမဲယူပါမယ် ရုံးလေးသမီးရဲ့ ဟမ် 20 30 40တဲ့ပုံယူမှာ 20 30 40လောက်ကြီးကိုယူပါ ဟုတ်တယ်လူပါ ယူဟိုဝယ်ပေးပါမယ်ကဲမိမဒီနေ့မင်းအလုပ်ကလည်းပိတ်တယ်နားတယ်ဆိုတော့ဘယ်သွားခြင်းလဲရုပ်ရှင်ကြည့်မလားဖျားသွားမလား ။ဘာရုပ်ရှင်ကြည့်မှာငါပြောလို့ရုပ်ရှင်ကြည့်လို့လေ ဟမ်အော်အေးဟုတ်တာပဲရုပ်ရှင်လည်းမကြိုက်ဘူးနော် ။ကြိုက်ဘူး ဖျားလည်းဒီနေ့မသွားသေးဘူးဆိုတော့ ။အော်တတိယပြီ။ဟိုက live ပေါ်မှာနာမည်ကြီးနေလေ။ဟိုမြန်မာဝတ်စုံဆိုင်တွေကို live ပို့ပေးပါလား။ PDM fashion နဲ့ PDF fashion ။အေးဟာဒီဇိုင်နာအပြုံးဖွင့်လာတာအဲ့ဒီမစိုးအဲ့ဆိုင်လေးငါအဲ့ဆိုင်လေးတွားချင်တယ်ငါ ဒီဇိုင်နာပြုံး အေး ဟာအဲ့ဆိုင်မကောင်းဘူးလေဟာလိုင်းမော်ဆိုင်တွေကမကောင်းဘူး ကောင်းကောင်းကနေဘယ်လိုလုပ်သိမှာလဲ။တွားကြည့်မှသိမှာပေါ့ဟဲ့ လိုင်းမော်ဆိုတဲ့အလိန်ညာကြီးပဲလေဟာ ။ဟဲ့ရှင်းနေပြန်ပြီ။ live ပို့ပေးစမ်းပါ ဟိုလိုင်းမော်ကဘာဆိုမှအလိန်ညာကြီးပဲမကောင်းဘူးမသွားနဲ့နောက်ပြီးတော့အဲ့ဆိုင်ကလေလားပြလားကွယ်နဲ့ဂျားရက်တွေဆိုပိတ်တယ်လေ ။ညအိပ်ပိတ်ရတယ်ဘယ်လိုသိ ဟောငါမှန်းပြောတာလေ ။ကဲပြဿနာတက်ချင်လားနေငါ့ကို live ပို့မလားဒါပဲပြောတော့ ပြဿနာတော့မတက်ချင်ပါဘူးမိမလိုက်ဖို့ဆိုလဲလိုက်ဖို့မယ် ။ပို့ဆိုပို့ငါ့များနေ အဲ့ဆိုင်ကတောင်းတခုမှလားမသိဘူးနော် ။ညက်ဘယ်လိုသိ ဟောလိုင်းမှာကြားဘူးတာ ။စကားတွေကိုရှိတယ်မောင် အဲ့ကိုပဲမောင်းလိုက် ။ မယ် ဟုတ် နော် တယ် ပြီးရောကိုမရှိဘူး မရှိတာလေရှိပါတယ်ရှိမှာပါ စိုင်းပိတ်ထားတယ်နဲ့တူတယ်ပြောင်းပါမရှိတယ်လာလာပြအချိန် ကို လေး လင်းစမ်းပါဦး ဟုတ်တယ်ရှိပါရှိပါလာပါပြီ အဲမှာလာပြီ ဟိုသူကထွက်သွားတယ်ခေါ်ထားတာ ဘာဖြစ်နေတာလဲအဲ့ သူနဲ့ဆိုရင်ရိုးရရလည်းမိတ်ဆက်နေကြ ဒါမသိနေလို့လို့ ဟောမသိပါဘူးလက်ကစတာ ဟာ
ဖြစ်နေတာ ဟုတ် လေ ဟုတ်ပြီ အကြီးကြီးမလို့ပါ ဟုတ်ပြီအမဟဲ့ဘာလေးလိုချင်လဲဘာလေးလိုချင်လဲပြအစင်းလေးတွေညာရှိတယ်ကြိုက်တာရှိတယ် လိုင်းပေါ်မှာလေဝတ်စုံလေးလှလို့အဲ့ဒါကြည့်ချင်ဘူး ရှာကဘုရားကလည်းမလို့ရဟိုလမ်းမလို့လည်းနည်းတော့ပဲပေးပါလားလို့ ကားမလို့ဘူးတဲ့ကားမလို့တဲ့တော့ အမတို့ကလား ဟုတ်ပါဘူးတော့ကြည့်လိုက် ပြီးကြမှာသွားလိုက်မယ်လေပြီးကြမှာလာခဲ့ပါခင်ဗျာ ရွှေပေးပါချက်ကနေအရန်ဆိုးတယ်ကားပတ်မှန်နေထူတာတော့မရွှေပေး ဟုတ်ကဲ့ ကဲသွားပါလေသွားရွှေ့လေသွား ဟုတ် ရွှေ့ ပါ လေ ဗျာဒီမှာဒါမလို့ဘူးဗျာ အိုးလိုက်ကိုဒီမှာဟိုကလေသူ့ကိုရှင်းပြရရချင်းလေပါဇက်လေးပိတ်ပြီးတော့ရှင်းပြထားလိုက်နော် မလေးပြောနေတာလေသွားချက်ရှိမသွားဘူး ရှင်းပြနေမှာဆိုလို့ အဲ့တော့သဘောပေါက်ပါလေ ဟုတ်ကဲ့လာပြီကို ပုံလေးလာဒါလေးလာနော် အရန်လာတယ်နော်ဒါလေးတွေဒါလေးတွေဆိုမလည်းလိုက်မသိလား ပါလေ ဒီအောင် အမီးမ မလည်းဒီစမောပဲလား ဟောစလုံးပါလေ မလည်းလီဒီလားအဲ့ဒီအကူရအမ်ဘေးနော်ဒီလားတို့ပြောရဆိုင်ဝင်ဒါပထမဆုံးမဟုတ်ဘူးရှင်မနှစ်ခေါက်ရှိပြီး ဘယ်တော့လာပါလဲ တစ်ခေါက်လာရင်တစ်ယောက်တစ်ခေါက်လာရင်တစ်ယောက်ပါလေဒီလားအမ်ဘေးအဲ့တော့အကလေးမလေးဘူးအယောဝယ်ပြီးတော့ပဲဟောလေအစုံနဲ့အစုံချုံးစအကုန်ပြပတ်စံနေပါလေကေပေးညာဟော ဘာတော့ဖောက်တယ်ပေးနေတာအစိမ့်မစိမ့်60 နာအရန်အနေအမ်ဘေးသူမလို့တက်ကတ်တာနော်ကြည့်ရတဲ့ဟာလေးဒီလားသူမိမရုပ်ဆိုးပြီးတော့ပတ်စံတော့ရှိပုံရမယ်ဒါကြောင့်လို့သူအငယ်နောက်လာဖြစ်မယ်ဒီလားမေဟာဗီဒီယိုလိုက်တာရှိသေးတယ် ဟာလာပြတယ် မကြည့်ဒီလားဒါလေးကရှေ့ပထမခောက်လာတော့ခီးဆိုတာလေဒီလား ချစ်စရာလေးပဲ ဟမ်ဒါလေးကမဗါလေအသေးလေးဒီလား ဘာမလဲဆုံးလို့ပါလား သူကအစုံ40 ဩ အစုံ40ဒါတိတော့မှတင်မို့လေရိုက်တာမတင်တော့မနေရသေး ဟဲ့ ဘူး လား ဒါသူအလုံးနေတော့အဲ့ဒီတော့ဒီကိုကြီးလိုချစ်ချစ်နဲ့ခေါ်တော့အကုန်အန်းတာဒါတော့အယူကြီးကြနေတာပဲ ဟုတ်လား ကျတော့သူမိမသူ့ကိုမချစ်ဘူးတင်ပါရဲ့ဒါကြီးရုပ်ဆူဆူကြီးတင်ပါရဲ့စကားပြောတာကောင်းနေလိုက်တာဟိုဘာကြီးမလေးကြည့်လေအစင်းလေးကြည့်တယ်ဒါလေးတွေနဲ့လာတယ်ကြည့်ဒါလေးတွေနဲ့ဝချစ်လို့ရတယ် ဒီအောင်လေးလည်းမစိုးပါဘူး မိမဟိုအဆင်ပြေလား ရောက်လာပြီလား အဲရလာပြီ ခဏလောက်လာပါဦးခဏလောက်ဒီဘက်ကိုလာလိုက်ပါ ရှင်းပြနေမိမ အမ်ဘေဂျီအမ်ဘေဂျီ ဟိုမိမအမေမဟုတ်ပါဘူးဟိုဒါမိမရဲ့ယောက်ျား ပါယောက်ျားမယ်ပြုံးခုနဖုန်းလေးခဏလောက်ပေးပါအောင်ပြုံးမယ်ခဏလောက်ပေးစမ်းပါ လင်မယားတွေလား ဖုန်းလို့ချင်း ပေး ကို ပါ ယ်ဝယ်ပေးမယ် ငါပြောစရာရှိလို့ပြစရာရှိလို့ပါပေးစမ်းပါ ဖုန်းလို့ချင်းကိုယ်ဝယ်ပေးမယ်လေလူများဖို့မယူနဲ့လေ ပြုံးဒါလေးကဘာတူလေးလဲ โอเค ဖြေးလေးလားဟောဒါလေးရော အဲ့ဒါတဲလီ အဲ့ဒါတဲလေးလားဟလာဒီမှာကြည်စမ်းအမ်ဘေဂျီရဲ့သူများတွေအတွက်တော့အမ်ဘေဂျီဖြစ်လိမ့်မယ်နော်နင်ကငါအတွက်တော့အမ်ဘေဂျီပဲဟဲ့ လာပြီအမျိုးတို့ရေ ရှိကြပြုံးကြဟာကြမယ်ဗျာစူပါလင်းဟာတာများအလန်းလေးများနဲ့ဆန်တွင်မဲ့လာဝါမီလူအကုန်ချစ်တဲ့ပင်နဲ့ကြည်စရာလေးများဆန်ပြထွင်ထားစူပါလင်းဟာတာများ